အလုပ်ပထမဆုံးရက်မှာပဲသွားဆရာဝန်ဟာခက်ခဲတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လူနာရဲ့သွားတွေမှာဘာဒဏ်ရာမှမရှိတာထင်ရှားနေပေမဲ့လူနာကတော့နာကျင်နေတယ်လို့ပဲစက်တိုက်ညှဉ်းညူနေခဲ့ပါတယ်။လူနာရဲ့အခြေအနေကိုစစ်ဆေးဖို့အတွက်သွားဆရာဝန်ဟာထပြီးလူနာရဲ့ဓာတ်မှန်တွေကိုတေချာကြည့်ရှုခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့လူနာရဲ့သွားတွေမှာဘာယောဂမှသူရှာမတွေ့ခဲ့ပါဘူး။ချက်တယောက်နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါဟာအလွန်တရာမှရှားပါတဲ့ဖြစ်ရမျိုးဖြစ်နေမလား။လူနာကိုဒီတိုက်ဆက်ပြီးအနာခံမထားနိုင်တာကြောင့်ချက်ခါယာယီအားဖြင့်အကြိုက်ခဲပျောက်စေးချို့ပဲညှို့ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူလုံးဝမမျှော်လင့်ထားတဲ့အရာကတော့လူနာထွက်သွားပြီးတဲ့နောက်မှာဘေးစင်စီကနေအတန်တစ်ခုထွက်လာတာကိုသူကြားခဲ့ရပါတယ်။ရေထဲမှာဘာရှိလဲဆိုတာကိုသိဖို့လက်လန်းပြီးနှိုက်ထုတ်လိုက်တဲ့အခါဖျားရည်ဘေးစင်ရဲ့ရေစစ်ခွက်ထဲမှာတန်ကောင်တွေအပြည့်ဖြစ်နေပါတယ်။သူစားထားတဲ့နေ့လယ်စာတွေတောင်ပြန်အန်ထွက်မတက်ဖြစ်သွားခဲ့ပါတယ်။သူဟာလက်ထဲကတန်ကောင်တွေကိုအမိုက်ပုံးနဲ့အမြန်ပဲလွှင့်ပစ်လိုက်ပါတယ်။ဒါပေမဲ့အမိုက်ပုံးကိုကြည့်ရင်းနဲ့သူတစ်ခုခုကိုရုတ်တရက်သတိပြုမိသွားပါတယ်။ဒီဘေးစင်ကရေကိုခုနကလူနာသုံးသွားခဲ့တာကိုသူသတိရသွားတာပါ။အဲ့ဒီခါကျမှဂျက်ခါလူနာရဲ့နာကျင်မှုစစ်မြစ်ကိုသဘောပေါက်သွားပါတော့တယ်။သူဟာလူနာရဲ့ဓာတ်မှန်တွေကိုပြန်စစ်ဖို့ချက်ချင်းပဲသွားခဲ့ပါတယ်။ဒါပေမဲ့တေချာစစ်ဆေးပြီးတဲ့နောက်မှာလည်းဘာပြဿနာမှရှာမတွေ့သေးပါဘူး။အဲ့ဒီနောက်လူနာရဲ့ဓာတ်မှန်ကိုချက်ကြည့်လိုက်တဲ့အခါကျမှလူနာရဲ့သွားမြစ်တွေမှာမရေမတွက်နိုင်တဲ့တန်ကောင်တွေခိုအောင်အသက်ရှင်နေတာကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်။ဂျက်ခါဒီမြင်ကွင်းကြောင့်တုံလုံးချောက်ချသွားခဲ့ရပါတယ်။ဒါဟာဘလို့ယောဂမျိုးလဲဆိုတာကိုသိရှိနိုင်ဖို့ဂျက်ခါစာကြည့်တိုက်ကိုသွားပြီးသူတေသနာပြုလုပ်ခဲ့ပါတယ်။ရှေးဟောင်းစာအုပ်တအုပ်ထဲမှာဒီတန်ကောင်တွေအကြောင်းမှတ်တမ်းတင်ထားတာကိုသူရှာတွေ့ခဲ့ပါတယ်။သွားထဲမှာခိုအောင်နေထိုင်တဲ့ဒီတန်ကောင်တွေကိုသွားတန်ကောင်လို့ခေါ်ပေါ်ကြောင်းသိရှိရပါတယ်။ဒီသွားတန်ကောင်တွေဟာအစပိုင်းမှာလူနာရဲ့သွားပတ်လည်မှာဥတွေအရင်ဥလေးရှိပါတယ်။အချိန်တန်တဲ့အခါကျရင်တော့ဒီသွားတန်ကောင်တွေဟာလူရဲ့အုံနောက်ထဲကိုလင်းလင်းမြန်မြန်ပဲထိုးဖောက်ဝင်ရောက်သွားကြပါတယ်။ပြဿနာရဲ့ကြီးလေးပုံကိုဂျက်ရုတ်တရက်သဘောပေါက်သွားပြီးကုသမှုနည်းလမ်းတွေကိုရှာဖွေဖို့အတွက် Professor တဦးထံချက်ချင်းပဲဆက်သွယ်အကူအညီတောင်းခံခဲ့ပါတော့တယ်